တခါကဟင်းချက်စရာတွေဝယ်ဖို့ဈေးဝယ်ထွက်လာတဲ့အဖွားကိုတယောက်ဈေးဝယ်ပြီးအိမ်ပြန်ဖို့အတွက်ကားမတိုင်တစ်ခုမှကားဆောင်နေတာပေါ့ခဏနေတော့ဘတ်စကားတစ်စီးရောက်လာတယ်အဖွားကိုဟာဘတ်စကားပေါ်တက်လာပြီးခုံလွတ်တစ်ခုမှထိုင်ပြီးလိုက်ပါလာတယ်တိတ်မကြခင်မှာပဲနောက်ထပ်မှတ်တိုင်တစ်ခုမှအိတ်တွေဆွဲလာတဲ့အမျိုးသမီးငယ်တယောက်ရေးကြီးသူပြာနေကားပေါ်တက်လာပြီးအဖွားကိုရုပ်ဖေးလာထိုင်ခုံမှာဝင်ထိုင်လိုက်တယ်ရုတ်တရက်သူမရဲ့အိတ်တွေနဲ့အဖွားကိုမတော်တဆတိုက်မိသွားတယ်အဖွားကဘာမှမပြောဘဲဒီအတိုင်းလေးပဲညင်သက်နေတယ်။ဒါကိုအမျိုးသမီးငယ်ကသတိထားမိပြီးကျမအိတ်တွေနဲ့တိုက်မိတော့တာအဘောကဘာဖြစ်လို့တခုခုမတုံ့ပြန်တာလဲလို့မေးလိုက်တယ်။ဒီခါမှာအဖွားအိုကပြုံးပြီးဒီလိုအသေးအဖွဲကိစ္စလေးတွေအတွက်တုံ့ပြန်ဖို့ညင်းခုန်နေဖို့မလိုပါဘူးသမီးရဲ့အဖွားသွားရမယ့်ခရီးကသမီးထက်တိုတောင်းလွန်းပါတယ်။အဖွားကရှေ့မတိုင်တစ်ခုမှစိမ့်တော်မှာပါလို့ပြန်ဖြေလိုက်တယ်။တိတ်မကြခင်မှာပဲနောက်မှတိုင်တစ်ခုကိုရောက်တော့အဖွားအိုကခုနကအမျိုးသမီးကိုပြုံးပြနှုတ်ဆက်ပြီးကားပေါ်ကနေဆင်းသွားပါတယ်။အကြောင်းအရာဖြစ်ကဒီလောက်ပါပဲ။ဒါပေမဲ့ဒီအကြောင်းအရာလေးတွေကအဖွားကိုပြောလိုက်တဲ့စကားတစ်ခွန်းကအတော်လေးကိုခရီးရောက်ပြီးမှတ်တိုင်းထိုက်ပါတယ်။အသေးအဖွဲကိစ္စလေးတွေအတွက်နဲ့ငင်းခုန်ရန်ဖြစ်နေဖို့ဘဝကတိုတောင်းလွန်းပါတယ်။တကယ်ပဲဘဝဟာတိုတောင်းလာပါတယ်။ဒါကြောင့်ချစ်ချင်းမေတ္တာတွေနဲ့သာရှေ့ဆက်လိုက်ပါ